ဂျပန်မှာယာကီနီကူတာဘဲဟိုးတိုင်းဆိုပြီးမှအဝစာအကင်ဆိုင်တွေအများကြီးရှိတယ်အဝစာအကင်ဆိုင်တွေဂျပန်မှာမှုလိုပေါက်ပြီးပေါ်ထောနေတဲ့အထဲမှာကျွန်တော်နှစ်သက်တဘောကြတဲ့ဆိုင်တစ်ခုကိုကျွန်တော်ညွှန်ပြပေးမယ်ဆိုင်နာမည်ကတော့ Premium Karubi ဈေးနှုန်းကလည်းမဆိုးဘူးအရသာကလည်း quality အနေထားတစ်ခုမှရှိတယ်အစားအသောက်ကအချိုပွဲကနေစပြီးတော့မှမိုက်လဲမိုက်တယ်အရသာလည်းရှိတယ်တခုတော့ရှိတယ်ဆိုင်ကအမြဲတမ်းလူကြတာကြောင့်မို့လို့ဘိုကင်လုပ်ပြီးမှသွားပါလူငယ်တက်လက်ပိုင်းနေသွားစားမယ်ဆိုရင်တော့အမေ106မျိုးနီးပါးပါတဲ့ course ကိုမှရန်4158ရန်ပဲပေးရတာကတော့မိုက်တယ်ဒီဆိုင်ရဲ့အကြိုက်ဆုံး3ခုကိုကျွန်တော်ပြောပါဆိုရင်တော့ပထမတစ်ခုကတော့အမေရာတွေအစုံရှိရဗျာအဲ့ထဲမှာဒီအဖြူအောင်ခွက်ထဲမှာရှိတဲ့အမေရာတုံးอ่ะဆိုရင်ကျွန်တော်ရှာဖို့လိုက်တာနဲ့ကိုပျော်ကြပြီးမှအရတာရန်ကြီးလို့လိုက်တော့ဒုတိယအချက်ကြိုက်တဲ့အရာကတော့ခင်းကျူရီကချင်းဆက်အရတာရှေ့ရကြောင်းမလို့ကျွန်တော်တို့မြန်မာပါစံနဲ့ကွက်တီးတယ်အသားနဲ့တွဲစားလို့ရမယ်အမေအချင်းတွေရလည်းအများကြီးရှိတယ်အားလုံးကျွန်တော်တို့စားလို့ရသွားပြီဆိုတော့အပိတ်ကတော့အချိုပွဲပေါ့ဗျာနောက်ဆုံးကျွန်တော်ကြိုက်ဆုံးအရာကတော့အရသာ18မျိုးနီးပါးရှိတဲ့ ice cream ဆိုင်ရဲ့နာမည်ကတော့ Premium Karubi အချိန်ရရင်တော့တစ်ခါတော့စားကြည့်ပါ